Hello ဒီနေ့မှာတော့အတိုရှာဆိုတဲ့ရဲနာသင်္ဘောကြီးကိုရှာဖွေတွေ့ရှိခဲ့တဲ့အကြောင်းပြပြပါမယ်1622ခုနှစ်တုန်းကအတိုရှာရဲ့အတိုရှာအပြင်နောက်ထပ်သင်္ဘော9စီးရပါတော့နယူးယောက်အခုတော့အမေရိကပေါ့နော်အမေရိကနေပြန်လာပြီးတော့သူကစပိန်ကိုပြန်တဲ့လမ်းမှာဖလော်ရီဒါနားရောက်လဲရောက်ကိုဟာရီကိန်းမုန်တိုင်းတိုက်ပြီးတော့ရှစ်စီးလုံးကုန်မြုပ်သွားအတိုရှာကကြတော့မာကီဆက်ဆိုတော့ဖလော်ရီဒါနာမာကီဆက်ဆိုတဲ့ကျွန်းနာမြုပ်လဲမြုပ်ကိုကျွန်းဆိုတော့လေဖြည်းဖြည်းချင်းရေအောက်ထဲကိုဆင်းသွားဆိုကျွန်းဆိုနည်းနည်းရေတိမ်တော့သူပထမမြုပ်တာတော့ကျတော့တင်မောရဲ့ location ကိုလူတွေသိကြသေးပေါ့နော်ဘယ်နားမှမြုပ်သွားလဲဆိုတော့ဒါပေမဲ့နောက်တစ်ခါတလားလောက်လည်းကြားလဲကြားအောင်နောက်တစ်ခါမုန်တိုင်းထပ်တိုက်ဟာရီကိန်းထပ်တိုက်လဲတိုက်ကောဟာရီကိန်းကနေပြီးတော့တင်မောတော့တစားစီဖြတ်သွားအတိုရှာဘယ်ရောက်သွားမှန်းဆိုတော့ဘူးမှမသိကြတော့ဒါပေမဲ့အတိုရှာကနေပြီးတော့ survivor ပေါ့နော်အသက်ရှင်တဲ့လူ9ယောက်ကျန်ခဲ့9ယောက်ကနေပြီးတော့အဲ့ထက်1ယောက်ကတော့သူစပိန်ကိုပြန်ပြီးသွားသူကမှတ်တမ်းရေးခဲ့အတိုရှာပေါ့နော်နောက်ဆုံးမှာတော့ဘယ်နားမှာမြုပ်သွားခဲ့တယ်ဆိုတဲ့ဟာကိုရေးထားခဲ့အဲ့ဒါကိုနောက်နှစ်ပေါင်း300ကြာပြီးတော့မှ Mel Fisher ဆိုတဲ့လူကနေပြီးအတိုရှာဆိုတဲ့တင်မောမြုပ်ခါရဲ့မှတ်တမ်းတွေရှိရပေါ့နော်မာသာလုတ်ပေါ့နော်အများကြီးပဲဘာတွေပါလဲဆိုတော့အဲ့ထက်မှာရွှေချောင်းပေါင်းချိန်ပေါင်3ပေါင်ကနေ5ပေါင်အထိပါတယ်ရွှေချောင်း150ရယ်ပြီးလို့ရှိရင်39ပေါင်ကနေပြီးတော့88ပေါင်လောက်ထိလေးတယ်ငွေချောင်း1000ရယ်ပြီးလို့ရှိရင်ရွှေငွေတင်းကားတွေပေါ့နော်ကြောက်တယ်မများပြည့်နေတယ်ရေနာတက်တာအလုံး90မြုပ်သွားအဲ့အပြင်သူတို့မှတ်တမ်းထဲမှာမထည့်ဘဲနဲ့သူတို့ပေါ့နော်နည်းနည်းဖွက်ပြီးယူလာတယ်မသွေးရသေးတယ်မြတွေကကိုလံဘီယာဘက်ကမြတွေပါလာတယ်မြတွေအားလုံးပေါင်းချင်းပေါ့နော်ပေါင်းချင်း80ဆိုတော့ပေါင်းချင်း80တဲ့မြတွေပါလာအောင်ပါလာတဲ့ဥစ္စာကိုMel Fisher ပေါ့နော် Mel Fisher နေတဲ့ဒီဥစ္စာရှိရပေါ့နော်အဲ့တော့ပြီးတော့ကျွန်းနေရှိတဲ့အတွက်ညီကတိတ်နေဆိုတော့ငါတို့ရှာမယ်ဆိုတော့သူရှာသူရှာနေမတွေ့ဘူးသူ historian ပေါ့နော်သမိုင်းသူတွေလာပြတယ် Eugene Lyon ဆိုတဲ့လူကိုသွားပြီးခေါ်မေးရောလောလောမှာပေါ့နော်ခုတည်းမတွေ့သေးဘူးဆိုတော့ Eugene Lyon နေအဲ့ဆိုလို့ရှိရင်စပိန်ဘက်မှာသွားရှာပါလားစပိန်က library မှာသွားရှာဆို Mel ကနေပြီးစပိန်ဘက်ကိုသွားပြီး library ထဲမှာရှာကြည့်တာအောင်ဘာဖြစ်လဲဆိုတော့တင်မောမြုပ်ရတိုရှာဆိုတင်မောမြုပ်ပြီးတော့4နှစ်ကြာမှာပြုစုထားတဲ့တမိုင်းကိုတွေ့ရောအဲ့တော့ငါရှားနေတဲ့နေရာနဲ့မိုင်100လောက်ဝေးတဲ့နေရာမှာပါလားဆိုသူကမာကီဆက်ဆိုတဲ့ကျွန်းတော်သူချရှာပထမဆုံးရှာမယ်မာကီဆက်ဆိုတဲ့ကျွန်းအပေါ်ပိုင်းကကြတော့ရေကကြည်တယ်ဒါပေမဲ့အောက်ပိုင်းရောက်သွားလို့ရှိရင်ရေကမကြည်တော့divers တွေကဘာဖြစ်လဲဆိုတော့ကိုယ့်လက်ကိုပြန်မမြင်အောင်နောက်တကြီးနောက်တော့သူကအဲ့လိုပေါ့နော်သူတို့ဘယ်လိုလုပ်ရမလဲဆိုပြီးသူတို့ DIY အနေနဲ့ဘာလုပ်လဲဆိုတော့သူကတင်မောရှိတယ်တင်မောရဲ့ဒလက်ပေါ့နော်အောက်ကလဲဒလက်နားမှာL shape ပုံစံကျူတွေထားလိုက်ထားပြီးတော့သူကရေအကြီးကိုအောက်ကိုမှုတ်ထုတ်တယ်ပုံစံအဲ့တော့ရေအကြီးကိုအောက်ကိုမှုတ်ထုတ်ကောဘာဖြစ်လဲဆိုတော့ရေကကြည်သွားတဲ့အပြင်အောက်ကတဲတွေရှိတဲ့ဟာတွေကိုလည်းဖယ်ထုတ်ပြီးသားဖြစ်သွားအဲ့တော့ပထမဆုံး1982ခုနှစ်မှာပေါ့နော်1982ခုနှစ်သူပထမဆုံးစတွေ့ရမှာဖြစ်လဲဆိုကြောက်ဆူးကြီးစတွေ့ရောမှာကြောက်ဆူးတွေ့ပြီပေါ့နော်ဒါဒီနားမှာ shipwreck ကြီးတာတေးကြပြီဆိုပြီးတော့တွေ့တယ်ခွက်တွေတွေ့တယ်ပြီးတော့ salt တွေပေါ့ဓာတ်ရှည်ကြီးတွေလေဓာတ်ရှိကြီးတွေ့တယ်အဲ့လိုသူတို့ရှာထားတဲ့ဟာတွေသူကဘယ်နားမှာဘာတွေ့ရဆိုရင်သူ line လေးလုပ်လိုက်တာအဲ့ဆိုဒီ line ပေါ်မှာပဲသိကြပါတော့ဒီ line ပေါ်မှာပဲအတိုရှာဆိုတဲ့တင်မော်ရှိရဆိုရင်သူရှာရနေသူအဲ့လိုနောက်6နှစ်လောက်ကြာလဲကြာသူဘာတွေ့လဲဆိုတော့ကြေးနဲ့လှုပ်ထားတဲ့အမြောက်ကြီး9ခုတွေ့အဲ့ဆိုရင်သူတို့ပြောနေလာတေချာနေ9ခုအချိန်မှာပဲနောက်တစ်ရက်ကြာလဲကြာသူတို့ရဲ့တင်မော်ပေါ့နော်သူတို့တင်မော်ရဲ့တစီကမှောက်သွားညဘက်ကြီးမှောက်သွားအဲ့ထက်မှာပါတဲ့လူတော့အသက်ဆုံးရှုံးသွားရပေါ့နော်အဲ့ထက်မှာဘယ်သူပါသွားလဲဆိုတော့ Mel ရဲ့သားပါသွားတယ်Mel မှာဒီပစ္စည်းရှာနေတာပေါ့သူဟိုဟာတွေးလိုက်ဒီဟာတွေးလိုက်ဟိုဟာတွေးလိုက်ဒီဟာတွေးလိုက်အဲ့မှာတွေ့တာသူပေါ့နော်ဒီလွန်ခဲ့တဲ့6နှစ်အတွင်းမှာသူဘာတွေ့လဲဆိုတော့ပတ်စံနေရကုန်းနေ6 million လောက်ကလည်းသုံးပြီးသွားပြီဘာမှလည်းသိချာမတွေ့ဘူးသူပတ်စံနေကုန်ကန်နီးပေါ့နော် funding ဆိုရယ်ကုန်ကန်နီး funding ဆိုတော့သူတို့ fans ဟာအဲ့ကုန်ကန်နီးဆိုတဲ့ချိန်ဘာတွေ့လဲဆိုတော့line ပေါ်မှာပဲငွေချောင်း3ချောင်းရယ်ပြီးလို့ရှိရင်အဲ့လိုငွေတင်းကားလေးတွေ့ရောဒါအတိုရှာဟာသေးကြဟဲ့လားဆိုသူတို့ပေါင်ချိန်တွေပါချင်းကြည့်ရပြီးလို့ရှိရင်ငွေဘားတွေမှာပေါ့နော်ငွေချောင်းတွေမှာ marking တွေပါရှိအဲ့ဆိုဒါသိကြဟဲ့ပေါ့နော်အတိုရှာရဲ့ဟာပဲဖြစ်မယ်ဆိုပြီးသူတို့ရောင်းပြီးတော့သူတို့ပတ်စံထပ်ပြီး funding တွေရပြန်အောင်ဒေါ်လာ3သိန်းလောက်ရသူကဘာကိုရင်ဆိုင်နေရလဲဆိုတော့ government နဲ့ပေါ့နော်သူကgovernment ကလည်းဒါကဒီပိုင်နယ်ထက်မှရှိရတဲ့အတွက်သူတို့လည်းပိုင်တယ်အဲ့တော့ Mel ကလည်းနေတော့ funding လုပ်တော့ပါတာမဟုတ်ဘူးငါတို့ရှာတာငါတို့ပိုင်တယ်သူတို့တရားမှုတွေရင်ဆိုင်နေရတော့ဒါပေမဲ့ရှင်းနှစ်ကြာပြီးတဲ့အချိန်မှာတော့ Mel ကလုံးဝတွေးသမျှဟာကုန်နေ 100% ယူလို့ရတယ်ဆိုတော့ပေါ့နော်ဆိုပြီးတော့အမှုနိုင်သွား
အဲ့သူတို့ရှာနေတဲ့နေရာနားရဲ့ South East ဆိုတော့အရှိတောင်ဘက်မှာပေါ့နော်အရှိတောင်လောက်မှာနည်းနည်းဟို metals object လေးပေါ့နော်အတန်လေးဗာလေးအဲ့လိုတွေ့လဲတွေ့ရောဟာအဲ့ဆိုလို့ရှိရင်သိကြတာတခုသူတို့နည်းနည်းစဉ်းစားပြီး okay ဒီ line ပေါ်မှာရမဟုတ်တော့ဘဲနဲ့ဒီ line ရနည်းနည်းအစွန်းမှာထပ်တွေ့ရဆိုတော့အဲ့ဆိုရင်ဒီဒုတိယ line မှာ shape break ရှိနိုင်တာတကယ်တင်မောကဒုတိယ line ပေါ်မှာရှိပြီးတော့မြုပ်သွားတာပထမ line ရဟာရနောက်တစ်ခါ hurricane ဖြစ်ပြီးတော့အဲ့လွင့်လာတဲ့ဟာတွေဖြစ်ရမယ်ဆိုပြီးသူကအဲ့ line ပေါ်မှာရှာအောင်ပေါ့နော်သူသားဆုံးသွားတဲ့ဟာ10နှစ်ပြည့်ရဲ့နေ့မှာပဲ1985ခုနှစ်ပေါ့နော်ဇူလိုင်လ20ရက်နေ့မှာတွေ့ဇူလိုင်လ20ရက်နေ့မှာအဲ့ဒါကိုသူကအဲ့ object ကြီးတွေ့တဲ့သူအောက်ကိုဆင်းရှာကြမှာဟို diver နှစ်ယောက်ဆင်းရှာအဲ့တဲ့ diver တယောက်က grab ကနေပြီးငါအရှိဘက်ကိုသွားရှာချင်လိုက်တာဆိုစိတ်ထဲဖြစ်လာသူအရှိဘက်ကိုသွားရှာလဲရှာအမှပေ80ရှိတဲ့တင်မောပြက်ကြီးတွေ့တာအဲ့တင်မောပြက်ကြီးမှာအမှရွှေတွေငွေချွေချောင်းတွေအဲ့သူငွေတင်းကားတက်တာတွေအဲ့အကုန်တွေ့အဲ့အပြင် mail ရထားတယ် mail ကဟိုတည်ရသူတို့ဖွက်ထားပြီးတော့လေဟို emerald တွေလေအဲ့ emerald တွေပါတကယ်ပေါင်80သာ emerald တွေပါတွေ့ပြီးသူတို့ချမ်းသာသွားအဲ့ဒါဘယ်လောက်တန်ဖိုးရှိလဲဆိုလို့ရှိရင် half a billion တန်ဖိုးဆိုတော့500 million စာတန်ဖိုးတွေရှိရဲ့နာပစ္စည်းရောအမှမယ်လို့ရှာဖွေတွေ့ရှိသွား16နှစ်ကြာပြီးတော့မှတွေ့သွားဟာပါအဲ့အတူရှာဆိုတဲ့မော်ကြီးကြောင့်ပြပြချင်လို့ပါသူက